င်္ဂလာပါကျွန်တော်ဒီနေ့ Thanatas ဆိုတဲ့ကျွန်တော်မရဏသေမင်းကြောင့်ကျွန်တော်တို့ကလေ့လာရအောင်နော်သေမင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာကဘာပြောလဲပြင်ကျွန်တော်ပဝန်းကျင်မှာမြင်ရတဲ့ပွဲလန်းတဲ့ပင်တွေကျွန်တော်ဒီအနောက်တိုင်းပွဲလန်းတဲ့ပင်တော်၎င်းကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်ရိုးရာယုံကြည်မှုတွေမှာသေမင်းနဲ့ပတ်သက်ပြီးတော့ဘာပြောလဲပြင်သေမင်းရောတကယ်ရှိရလားဆိုတော့ကျွန်တော်တို့ကလေးလာမှာဖြစ်တယ်။ဥစွာအနေနဲ့ကျွန်တော်ဂျမ်ပိုင်နဲ့ပိုက်ဖတ်ခြင်းနဲ့တမန်တော်ဆက်ခွန်အခန်းငယ်7တမန်တော်အခန်းကြီး7အခန်းငယ်7ဘေရိမြို့သားတို့သည်သက်တာလောနိမြို့သားတို့ထက်ထူးမြတ်သဖြင့်အလွန်ကြီးညိုသောစေတနာစိတ်နှင့်နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်ဒီမမှန်ဒီကိုသိစေခြင်းကကျမ်းစာကိုနေ့တိုင်းအစဉ်စေစေကြည့်ရှုကြ၏ဥစွာအနေနဲ့ဒီနေ့ကျွန်တော်ပြောတဲ့ဟာကျမ်းစာနဲ့ကြိုက်လားမကြိုက်လားဆိုတာကျွန်တော်နားထောင်တဲ့ယုံကြည်သူတွေနားထောင်တဲ့ညီကိုမောင်နှမတွေကျွန်တော်ပြောတဲ့ကျမ်းစာနဲ့ကြိုက်မကြိုက်ဆိုတာကျမ်းစာကိုကြည့်ပြီးတော့ကျမ်းစာကိုဖတ်ပြီးတော့ဆုံးဖြတ်ပါပြင်အေဖက်ခန်းကြီး6ခန်းငယ်7နှစ်မှာအကြောင်းမူကားငါတို့ဒီအသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုင်လှန်ရကြသည်မဟုတ်အထွတ်မြတ်တို့နှင့်၎င်းအာနာစစ်တို့နှင့်၎င်းလောကီမှောင်မိုက်၌အစိုးတရားပြုသောမင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုင်လှန်ရကြ၏ဆိုယုံကြည်သူတွေမှာရန်သူရှိတယ်ဆိုတော့ဥစွာကြောင့်သိဖို့လိုတယ်တချို့ပြောမှာစာရန်ကြောင့်သိပြောတယ်နတ်ဆိုးတွေကြောင့်သိပြောတယ်မဟုတ်ဘူးကျောင်းရန်သူကသွေးသားရှိတဲ့လူမဟုတ်ဘူးလူတွေမဟုတ်ဘူးရန်သူဖြစ်တဲ့ကြောင့်ကျောင်းရန်သူကိုနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ကျောင်းရန်သူကြောင့်သိဖို့လိုတယ်အဲဒါကြောင့်ကျွန်တော်ဆိုလို့ရှိရင်နတ်ဆိုးတွေကြောင့်လည်းကျွန်တော်ခဏခဏပြောတယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာပြောတဲ့ဟာပဲကျွန်တော်ပြောတယ်နော်ဆိုတော့အေဖက်6စနစ်မှာကျောင်းမှာရန်သူရှိတယ်ကျောင်းရန်သူကနံပါတ်1သွေးသားမရှိဘူးပြီးရင်ကျောင်းရန်သူတွေကအထွတ်မြတ်တဲ့ထွတ်မြတ်ဆိုတာ throne တဲ့အင်္ဂလိပ်လို throne ဆိုတာထွတ်မြတ်ဆိုပလင်ရှိတဲ့လူတွေဆိုတော့သူတို့စီမှာအုပ်ဆိုးခြင်းအာဏာစက်တွေရှိတယ်ပြီးရင်လောကီမောင်မိုင်းနဲ့အစိုးတရားပြုတဲ့လက်ရှိလောကကိုအုပ်ချုပ်နေတဲ့နတ်ဆိုးတွေဒါကြောင့်ရန်သူတွေဖြစ်တယ်ပြီးရင်မိုးကောင်းကင်နဲ့ကျင်လေတော့နတ်ဆိုးတယ်မိုးကောင်းကင်မှာရှိတဲ့နတ်ဆိုးဆိုတော့ကျွန်တော်ရန်သူတွေကြောင့်ကျွန်တော်ယုံကြည်သူတွေတည်ဖို့လိုတယ်အဲ့ဒါကြောင့်ဒီနေ့တည်ခြင်းတရားတာမဟုတ်တည်မင်းယမမင်းရဲ့အကြောင်းလေးလာတာဖြစ်တယ်ဟုတ်ပြီသမတိကျမ်းထဲမှာသေခြင်းတရားမရဏဒါမှမဟုတ်သေမင်းကို Greek လို့ Thanatas လို့သုံးတယ်ဒီ Thanatas ဆိုတဲ့သေခြင်းတရားသေမင်းကိုဓမ္မသစ်မှာအကျင့်120လောက်ကြောင်းတွေ့ရတယ်ပြီးတော့သိစေချင်တာတစ်ခုကစာရန်ကတေမင်းမဟုတ်ဘူးဆိုတော့သိစေချင်တယ်เนาะခဏကြာကျွန်တော်ဖိုင်ရင်းနဲ့စာရန်ဆိုတော့တခြားတေမင်းဆိုတော့တခြားဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဓမ္မတိမှာဆရာရွေးတာ Thanatas ကိုဘာသာပြန်တဲ့ချိန်မှာတော့မရဏလို့သုံးတယ်မရဏတမငရဲမင်းတေမင်းဒါကြောင့်နေတိုင်းသုံးတဲ့စကားပေါ့เนาะပြင်မြန်မာပုံမြင်နေမှာဆိုလို့ရှိရင်ယမမင်းလို့သုံးတယ်ကျုပ်ဒီအနောက်တိုင်းနေမှာကြတော့ Grim Reaper လို့သုံးတယ် Grim Reaper ကျ Halloween တို့တရေနေ့တွေပေါ့နော်တရေနေ့တွေမှာဆိုလို့ရှိရင်ကျွန်တော်တွေ့ရတဲ့အင်ဂျီနဲ့ဆောင်းပြီးတော့အယိုးကောင်းပေါ့နော်အယိုးကောင်းအင်ဂျီနဲ့ဆောင်းတယ်လက်မှာတမြောင်ကင်နာတယ်အဲ့ဒါ Grim Reaper လို့ခေါ်တယ်ဒါပေမဲ့ Grim Reaper ကမှဆိုလို့ရှိရင်သူသေမင်းနော်ဒီကနေလူတွေလာခေါ်တာတော့ဆိုတော့ကျွန်တော်ပုံမြင်နေမှာကျွန်တော်ကြားရတယ်ကျမ်းစာထဲမှာလည်းသေမင်းဆိုတဲ့ရေရှိရဗျဟုတ်ပြီကျွန်တော်မြန်မာပုံမြင်နေမှာကျွန်တော်တွေ့ရတဲ့ယမမင်းပုံဖြစ်တယ်ဒါထိုင်နေတယ်ထိုင်ပြီးတော့မှကျွဲရှိတယ်ရိုးကောင်းတွေရှိမယ်မီးပုံတွေရှိမယ်ဒါကျွန်တော် Google ကနေယူလာတဲ့ပုံပေါ့နော်ဒါယမမင်းကျွန်တော်အထူးသဖြင့်ကျွန်တော်ဒီအရှိတိုင်းနေယုံကြည်တဲ့သေမင်းငရဲမင်းပြင်ကျော်ဒီ Thanatas လို့ Google မှာရလိုက်ပြီဆိုတော့ကျွန်တော်တွေ့ရမယ်ဓာတ်ပုံကဒါဒီဓာတ်ပုံဖြစ်တယ်သူမှဒီသေမင်းက Greek တွေရဲ့ဖျားတစ်ပါးဖြစ်တယ်ပေါ့နော် Greek ပုံမြင်နေမှာဆိုတော့သူကဖျားတစ်ပါးဖြစ်တယ်သူကသိယာရုသိကြည့်တဲ့ဖျားတော့မဟုတ်သူကဖျားတစ်ပါးဆိုပြီးတော့ Thanatas ကိုသူယုံကြည်တယ်
ဒါဌာနထစီပုံသူ့အတောင်မှန်ရှိတယ်ပြင်လက်ထဲမှာလည်းကင်နာတာရှိတယ်ကျွန်တော်ထင်တယ်လက်ထဲမှာမီးခွက်ပုံစံလိုမျိုးတော့ကင်နာတယ်ပြင်လက်မှာလိပ်ပြလေးတွေလွှင့်နေတယ်ဆိုလိုချင်တာက Greek တွေဘယ်လိုယုံကြည်လဲဆိုလို့ချင်းဌာနထဆိုတာကောင်းကင်တမန်လူမျိုးပဲဆိုပြီးတော့သူတို့ယုံကြည်တယ်သူ့မှာတောင်မှန်ရှိတယ်ကျမ်းစာထဲမှာကျတော့ဌာနထကဘယ်ကလာလဲဆိုတော့တည်တည်ကြကြတော့မရှိဘူးဒါပေမဲ့ကျွန်တော်သိတာဖို့ကကျမ်းစာထဲမှာစာရန်ကဖျားကိုပုံကန်တဲ့အချိန်မှာစာရန်နဲ့ကောင်းကင်တမန်သုံးပုံတစ်ပုံလောက်ကစာရန်နောက်ကိုလိုက်သွားတယ်ဆိုတော့အဲ့သုံးပုံတစ်ပုံထဲမှာကျွန်တော်ရောင်းတယ်ဒီဌာနထဆိုသေမင်းပါလိုက်မယ်ပြီးရင်ဒီနှက်ဆိုးညဉ့်ညမ်းတဲ့ဝိညာဉ်တော့မဟုတ်ဘူးเนาะဆိုလိုချင်တာဒီဌာနကလူထဲမှာဝင်တဲ့နှက်ဆိုးမျိုးစားတော့မဟုတ်ဘူးသူကကောင်းကင်ကနေကြာလာတဲ့နှက်ဆိုးမျိုးစားပြီးရင်သူကဘာကိုဆိုရလဲဆိုလို့ရှင်သူကမရနာနိုင်ငံကိုဆိုရတယ်ခုနကကျွန်တော်ကျန်းစာဖတ်မယ်နော်ကဲ Grim Reaper ပုံချက်ကြည့်အောင် Grim Reaper ဒီမှာပုံနှစ်ပုံရှိမယ်ညာဘက်ကပုံတော့ကျွန်တော်နဲ့ရင်းနှီးတဲ့ပုံ Halloween ခုနကကျွန်တော်ပြောတဲ့ Halloween တရေနေ့တွေပေါ့နော်တစီနေ့တွေမှာအောက်တိုဘာလမှာကျင်းပတဲ့တစီတရေနေ့တွေမှာတွေ့ရတဲ့ပုံစံဖြစ်တယ်ဒါသေမင်းဒီမှာကျတော့သူ Grim Reaper ပုံမယ်ဒါမှဒီ Grim Reaper ဆဆဦးဆုံးအစောပိုင်းပေါ့နော်သူပကြီးဆွဲထားတဲ့ပုံ Grim Reaper ဆိုတဲ့ idea ဒီ theme ဆိုတဲ့ idea ရပကြီးစရာတွေစားရတဲ့ကျွန်တော်စဆွဲထားတဲ့ပုံအောက်မှာရိုးကောင်းတွေရှိတယ်လူသေးတွေရှိတယ်ပြီးသူကရိုးကောင်းတစ်ခုကင်ထားတဲ့လက်ထဲမှာပြီးဒီမှာဓမြောင်လာကြောင်းကောက်ရိတ်ဓာပုံစံလိုမျိုးပေါ့နော်ကင်ထားတယ်ဟုတ်ပြီခုနကကျွန်တော်ဥစွာပြောသလိုစာရန်ကသေမင်းမဟုတ်ဘူးဆိုတာကိုကျွန်တော်လေ့လာမယ်ပြီးဒီဗျာဒိ6ထဲမှာတမန်တော်ယောဟန်ကယူပါယုံမြင်တဲ့ချိန်မှာပထမယူပါယုံမှာဆိုလို့ရှိရင်မြင်းလေးစီးနဲ့ပတ်သက်ပြီးတော့တမန်ယောဟန်ကယူပါယုံမြင်တယ်ပထမမြင်းကမြင်းဖြူစီးတဲ့လူရှိမယ်လက်ထဲမှာတော့မြားကင်ထားတယ်ပေါ့နော်โอเคဒီကြောင်းတွေတော့ကျွန်တော်မရှင်းတော့ပြင်ဒုတိယမြင်းကမြင်းနီအောင်ပြင်တတိယမြင်းကမင်းအနဲ့ရောင်အနီရောင်ဆိုစစ်ပွဲပြင်အနဲ့ရောင်ဆိုတာကကျွန်တော်ဒီအစာငါခေါင်းပါခြင်းလို့ကျွန်တော်အတိတ်ပဲရှိမယ်ပြင်နောက်ဆုံးမြင်းကကျွန်တော်ဒီနေ့ပြောမယ်ဌာနထဆိုတဲ့ပုံကိုကနောက်ဆုံးမြင်းကိုသူစီးတယ်သူသေခြင်းမြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဗျာဒိတ်68ကိုဖတ်အောင်ထိုအခါငါကြည့်လင်မြင်းမွဲတစည်းရှိမြင်းစီသောသူသည်မရဏဟုသောမိရှိမရဏနိုင်ငံသည်ထိုသူနောက်သို့လိုက်လေ၏သူသည်မြေကြီးလေးစိတ်တစ်စိတ်ကိုအစိုးရ၍ဓာဘေမွတ်သိပ်ခြင်းဘေနာ၍သေဘေမြေသားရဲ့ဘေးအဖြစ်တပ်ပိုင်သောခွင့်ကိုရ၏ကျွန်တော်ဒီမှာကြည့်ဖို့သိဖို့ကတမန်တော်ယောဟန်ကသူဗျာဒိတ်ယူပေါင်းမြင်တဲ့အချိန်မှာရှေ့မှာမြင်းတစ်စီးသူတွေ့တယ်မြင်းပေါ်မှာဘယ်သူကစီးလဲအဲ့မြင်းကိုဘယ်သူစီးလဲဆိုလို့ရှိရင်မရနာဆိုတဲ့ဌာနထသေမင်းကအဲ့မြင်းကိုစီးတယ်ပြီးသေမင်းရဲ့နောက်မှာဘာလိုက်လဲဆိုလို့ရှိရင်မရနာနိုင်ငံတဲ့ Hades လို့ခေါ်တယ် Hades ဆိုပြီးတော့ Greek ကျမ်းစာထဲမှာရေးထားတယ်ဆိုတော့ဆရာကြီးတို့တန်ကကွဲပြဘာသာပြန်လာတယ်ဆိုတော့တိတ်ဂျေဇုသင်တယ်ဆိုမြင်းစီးသောသူဒီမရနာဟူသောမိရှိမရနာဟူသောမိသူရဲ့နာမည်ကမရနာပြင်သွင်းတော့မှပါလိုက်လဲဆိုလို့ရှိရင်မရနာနိုင်ငံဆိုတော့မရနာဆိုတာကပုတ်ကိုဖြစ်တယ်မရနိုင်ငံဆိုနိုင်ငံပေါ့နော်သူအုပ်ချုပ်တဲ့နိုင်ငံငရဲတွင်ဖြစ်တယ်ဆိုတော့ကွဲပြကြောဒီမှာမြင်ရတယ်တချို့ပြောမယ်ဒါတေမင်းမဟုတ်ပါဘူးဒါပုံဆောင်တာပေါ့နော် symbolism ပုံဆောင်တာပါဆိုပြီးတော့ကျွန်တော်တို့ကျမ်းစာနဲ့ပြန်တဲ့ချိန်မှာအဲ့လိုသဘောယူလို့ရတယ်ဒါပေမဲ့ဒီမှာကျွန်တော်သိဖို့ကပုံဆောင်တဲ့ဟာမဟုတ်ဘူးဆိုတော့ကျွန်တော်ဆက်ပြီးတော့တွေ့ရမယ်ဒါကြတော့ကျွန်တော်ကိုကနေယူထားတဲ့သေမင်းရဲ့ပုံဖြစ်တယ်ဒါ Grim Reaper ပုံမှာ Grim Reaper သူမြင်းစီးတယ်ပေါ့နော်ဗာမြင်းစီးလဲဆိုအစိမ်းအောင်မြင်းမွဲဆိုပြီးမြန်မာကျမ်းစာထဲမှာရေးထားတယ်မြင်းအစိမ်းအောင်ဖြော့လေးကိုသူစီးရပါတော့ဆိုတော့ဒီမြင်းပေါ်မှာမြင်းစီးတဲ့လူနာမည်ကမရနာလို့ခေါ်တယ်တဲ့မြင်းသွင်းနောက်မှာပါလိုက်လဲဆိုတော့မရနိုင်ငံကလိုက်တယ်ပြီးစာရန်နဲ့သေမင်းကမတူဘူးပြီးရင်စာရန်နဲ့တာရဲလည်းမတူဘူးတာရဲနဲ့မိစ္ဆာပရောဖက်လည်းမတူဘူးဆိုတော့သူတို့လေးဦးကတည်တံ့ပဲမန်နဲ့
တာရဲ့မိစ္ဆာ prophet မရနာနိုင်မရနာတေမင်းတော်မတူနော်ဆိုတော့ကျမ်းစာကိုကျွန်တော်ဖတ်ရအောင်ဗျာဒိ19:20မှာတာရဲ့ကိုဖမ်းမိကြ၏တာရဲ့ဤတစိမ့်လက်မှတ်ကိုခံ၍သူဤရုပ်တုကိုကိုးကွယ်သောသူတို့ကိုလှဲ့ဖြား၍တာရဲ့ရှိ၌နမိတ်များကိုပြတတ်သောမိစ္ဆာ prophet ကိုလည်းဖမ်းမိကြ၏ဆိုတော့ဒီမှာတာရဲ့ကိုဖမ်းမိတယ်ပြီးရင်သူရဲ့မိစ္ဆာနမိတ်လက္ခဏာပြတဲ့သူမိစ္ဆာ prophet မိစ္ဆာ prophet အနည်းတော့တယောက်တည်းပဲရှိတယ်ဒီမိစ္ဆာ prophet ကိုလည်းဖမ်းမိတယ်တဲ့အသက်ရှင်လျက်ရှိသောထိုသူနှစ်ဦးကိုကန့်နဲ့လောင်သောမီးအိုင်ထဲသို့ချပစ်ကြ၏ဒီကန့်နဲ့လောင်သောမီးအိုင်ဆိုတာကငရဲ Hades ဒီငရဲမင်းအုပ်ဆိုတဲ့ငရဲပြီဒါမှမဟုတ်ငရဲကိုပြောချင်တာမို့ဒီကန့်နဲ့လောင်သောမီးဆိုတာတချင်ကျစာတန်အောင်လားဒီကန့်နဲ့လောင်တဲ့မီးမှာဖျားကချလိုက်မယ်ဆိုတော့ဒီဗျာဒိတ်19:20ကအင်မတန်မှရေးကြည့်တယ်တားရဲနဲ့သူရဲ့မိစ္ဆာ prophet ကိုအရှင်ဖမ်းမိတယ်ဖမ်းမိပြီးတော့သူတို့နှစ်ယောက်ကိုကန့်နဲ့လောင်တဲ့မီးအိမ်တွေကိုချတယ်တဲ့ပြီးမှသူတို့နှစ်ယောက်ချပြီးမှစာတန်ကမီးအိမ်တွေကိုချခံရမယ်နော်ဆိုတော့ဗျာဒိတ်20:10မှာထိုသူတို့ကိုလှဲ့ဖြားသောမနက်ဆိုစာတန်ကိုပြောချင်တာမနက်ကိုလည်းတားရဲနဲ့မိစ္ဆာ prophet ရှိတာတားရဲနဲ့မိစ္ဆာ prophet ဖျားခင်ကကန့်နဲ့ရောတဲ့မီးအိမ်တွေကိုသူချလိုက်ပြီဆိုတော့တားရဲနဲ့မိစ္ဆာ prophet ရှိရာကန့်နဲ့ရောနော်သောမီးအိမ်ထဲသို့ချပစ်လင်သူတို့တွေနေညမပြတ်ကပါဆက်ပြင်းစွာသောဝေဒနာကိုခံရကြ၏မနက်စာရန်ကိုမီးအိမ်ထဲမချခင်မှာသူကနှစ်တစ်ထောင်ချုပ်ထားတယ်ပြီးနှစ်တစ်ထောင်ပြီးတဲ့နောက်ပိုင်းမှာစာရန်ပြန်လွတ်တယ်ပြီးတဲ့နောက်ပိုင်းမှာစာရန်ပြန်ဖမ်းပြီးတော့တားရဲနဲ့မိစ္ဆာ prophet ရှိတဲ့ကန့်နဲ့ရောတဲ့မီးအိမ်တွေကိုချလိုက်တာပြီးမှဒီမှာကျွန်တော်သိဖို့ကဗျာဒိတ်20အခန်းငယ်10မှာမာနတ်တာရဲနဲ့မိစ္ဆာ prophet ကိုကန့်နဲ့ရောတဲ့မီးအိမ်တွေမှာချပြီးပြီဒါပေမဲ့ဒီနေ့ကျွန်တော်ဆွေးနွေးတဲ့တေမင်းကိုကန့်နဲ့ရောတဲ့မီးအိမ်တွေမှာဖျားမချသေးဘူးအဲ့ဒါကိုကျွန်တော်ဗျာဒိတ်20အခန်းငယ်17စနစ်မှာကျွန်တော်ကြည့်အောင်ဆိုပလင်ဖြူရှိတရားစီရင်ခြင်းမတိုင်ခင်မှာစာရန်ကိုမီးအိမ်ကန့်နဲ့ရောတဲ့မီးအိမ်တွေဖျားချပြီးပြီဒါပေမဲ့တေမင်းကိုမချသေးဘူးเนาะโอเคအခန်းငယ်17စနစ်ကိုဖတ်မယ်တဖန်တုံဖြူသောပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏ကောင်းကင်နဲ့မြေကြီးသည်မျက်နှာတော်ရှေ့မှပြေးလွှဲသူတို့နေเสียရမရှိစနစ်သေလွန်သောသူအကြီးငယ်တို့သည်ပလင်တော်ရှေ့မှရက်နေဒီကိုငါမြင်၏စားဆောင်များကိုဖွင့်ထား၏အသက်စားဆောင်တီးဟုသောတခြားတစ်ပါးသောစားဆောင်ကိုလည်းဖွင့်လေ၏သေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစားဆောင်တို့၌ရေးထားချက်များနဲ့နီးတရားစီရင်ခြင်းကိုခံရကြ၏ဆိုတော့ဒီဗျာဒိတ်20စနစ်မှာဆိုလို့ရှိဒီစနစ်ရောက်တဲ့ချိန်မှာစာရန်မရှိတော့ဘူးစာရန်ကကန့်နဲ့ရောတဲ့မိအိမ်ထဲမှာပစ်ချခြင်းခံရပြီနော်အဲ့ဒါကြောင့်ကိုယ်ပြသိဖို့လိုတယ်ပလင်ဖြူရှိပလင်ဖြူတရားစီရင်ပြီးနောက်ပိုင်းမှာစာရန်ချတာပေါ့နောက်ပိုင်းမှာငါကန့်နဲ့ရောတဲ့မိအိမ်တွေချခံရတာကတေမင်းဆိုတော့ဗျာဒိတ်23မှာဆက်ဖတ်ရအောင်သမုတ်တရားဒီမိမိနဲ့ရှိသောလူသေးတို့ကိုအပ်ပေ၏မရဏနဲ့မရဏနိုင်ငံဒီတဲ့မိမိတို့နဲ့ရှိသောလူသေးတို့ကအပ်ပေကြ၏ခုမယုံကြည်တဲ့ဝိညာဉ်တွေအားလုံးကိုဘယ်သူအုပ်ချုပ်လဲဆိုလို့ငရဲမှာမရဏဆိုတဲ့သေမင်းကအုပ်ချုပ်ထားတယ်ဒီလူတွေအားလုံးတရားစင်ကြီးပလင်ဖြူစစ်တရားစင်ပြီးနောက်ပိုင်းမှာဝိညာဉ်တွေအားလုံးကိုဖျားစီကိုပြန်အပ်ပေးရတယ်ပြန်လူအသီးသီးတို့မိမိတို့အချင်းတိုင်းတရားစီရင်ခြင်းကိုခံရချက်ကိုပြန်အပ်ပြီးတဲ့နောက်ပိုင်းမှာဗျာဒိတ်24မှာကျွန်တော်ဆက်ဖတ်ရအောင်ထိုအခါဆိုတော့ပရမသေတဲ့ဝိညာဉ်တွေအားလုံးကိုငရဲထဲမှာချုပ်ထားတဲ့ဝိညာဉ်တွေအားလုံးကိုမရဏဆိုတဲ့သေမင်းကဖျားကိုပြန်အပ်ပေးရတယ်ပြန်အပ်ပြီးပေးပြီးတဲ့နောက်ပိုင်းမှာအဲ့လူတွေအားလုံးကိုဖျားကငရဲထဲချလိုက်တယ်ကိုရလက်ရှိဒီ Hades ဆိုတဲ့ယာယီငရဲထဲမှာရှိတဲ့လူတွေအားလုံးကိုဖျားသေမင်းကဖျားစီပြန်အပ်ပြီးတဲ့နောက်မှာဖျားအဲ့လူတွေအားလုံးကိုကန့်နဲ့လောင်နေမိတယ်ဒီမှာထဲတယ်ပြီးရင်ဗျာဒိတ်24ရောက်တဲ့အခါမှာ
ထိုကမရနာနဲ့မရနာနိုင်ငံကိုမီးထဲသို့ချပစ်လေထိုသေးခြင်းကဒုတိယသေးခြင်းဖြစ်သည်စာရမတိုင်ခင်မှာတာရနဲ့သူမိစ္ဆာပရောဖက်ကိုကန့်နဲ့လောင်တဲ့မြေနဲ့ကိုထည့်တယ်ပြီးတဲ့နောက်ပိုင်းမှာစာရန်ကိုဖျားသခင်ကဖမ်းပြီးတော့တာရနဲ့မိစ္ဆာပရောဖက်ရှိတဲ့နေရာကန့်နဲ့ရောတဲ့မြေနဲ့ဖျားကပစ်ချတယ်ပြီးရင်တေမင်းနဲ့မရနာနိုင်ငံမှာချုပ်ခံတေမင်းရဲ့အောက်မှာချုပ်ခံရတယ်မရနာနိုင်ငံထဲမှာရှိတဲ့မယုံကြည်သူဝိညာဉ်တွေအားလုံးကိုမရနာနိုင်ငံတမဟုတ်တေမင်းကဖျားစီကိုပြန်အပ်ပေးတယ်ပြီးတဲ့နောက်ပိုင်းမှာဖျားကသူတို့ကိုဒီယာယီချုပ်ခငရဲထဲမှာယာယီချုပ်ထားခံရတဲ့ဝိညာဉ်တွေကိုဖျားကန့်နဲ့လောင်တဲ့မီးရိုင်တွေကိုပစ်ချလိုက်တယ်ပြီးတဲ့နောက်ပိုင်းမှာဖျားကတေမင်းနဲ့မရနာကိုမီးရိုင်တွေကိုချလိုက်တယ်ဆိုတော့အခန်းကြီး21မှာကောင်းကင်အသစ်နဲ့မြေကြီးသစ်ဆိုတော့အဲ့မှာပြတဲ့ channel မှာလာမယ်ဆိုတော့တေမင်းတကယ်ရှိလားတေမင်းဆိုတာတကယ်ရှိတယ်ခုလက်ရှိအရေးပြူတော့အုပ်ချုပ်နေတယ်ဆိုတော့တေမင်းဆိုတာတကယ်ရှိတယ်တချို့ပုံမြင်တွေမှာခရိယန်ပုံမြင်မှာကြောက်ကြရတယ်ငရဲမင်းကိုတွေ့တာတော့တချို့ပုံမြင်မှာကြောက်တွေ့ရတယ်ငရဲမင်းကြောက်တွေ့ရတာတော့ဆိုတော့တေကန်နီးပေါ့နော်ခုနဝိညာဉ်တွေတွေ့ရတာတော့ဒါမှမဟုတ်တေကန်နီးဝိညာဉ်လာခေါ်တာတော့အဲ့ဘိုင်းတွေကြောက်ပုံမြင်နေများကြကျမ်းစာထဲမှာငရဲမင်းဆိုတာတကယ်ရှိတယ်ပြင်ကျော်တီပုတ်ကအေဖက်60နှစ်မှာကျောင်းရဲ့ရန်သူကသွေးသားရှိတဲ့ရန်သူမဟုတ်ဘူးတဲ့အထွတ်မြင့်အာနာဆက်လော်ကီမောင်မိုင်းနဲ့ဆိုတပြုတ်တော့မင်းတို့နဲ့ပြီးရင်ကောင်းကင်နိုင်နေတော့နှတ်ဆိုးတွေနော်လော်ကီမောင်မိုင်းအဆိုတပြုတ်တဲ့မင်းဆိုတော့လက်ရှိလောကမှာရှိနေတယ်လို့သူအောက်ပိုင်းဒီငရဲအတွင်းထဲမှာရှိတဲ့လူတွေလည်းဖြစ်တယ်လူမဟုတ်ဘူးနော်ငရဲအတွင်းထဲမှာရှိတဲ့နှတ်ဆိုးတွေလည်းပါတယ်ဆိုတော့ကျောင်းစီယုံကြည်သူတွေမှာရန်သူရှိတယ်ရန်သူကအသွေးသားရှိတဲ့ရန်သူလူမဟုတ်ဘူးကျောင်းရန်သူကမယုံကြည်သူမဟုတ်ဘူးလူမဟုတ်ဘူးကျောင်းရန်သူကအသွေးသားမရှိဘူးနော်ပြီးရင်သူတို့ကတကူရှိတယ်အာနာရှိတယ်ငရဲမင်းလည်းပါတယ်ဆိုတော့ငရဲမင်းတကယ်ရှိတယ်ဆိုတော့ကျမ်းစာကဒီနေ့တသေးထူတာဖြစ်တယ်ဆိုတော့ကျေးဇူးများတင်တယ်နောက်သိချင်တာရှင်းရင်ကျွန်တော်ဗီဒီယိုအောက်တွေမှာ comment ပေးပါပါနော်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့အဆုံရအောင်ဖျားတင်ကောင်းကြည့်ပေးပါစေ